ရှင်ကတော့အမေကိုချစ်တဲ့မမပွိုင်းလေးပါအခုတော့အမေကိုမိခိုးတဲ့သားလေးမဟုတ်တော့ဘူးလို့ပြောလာတယ်ဖုံးမင်းနေလားမိခိုးတယ်လို့ဝင်ခံပါတယ်ဒါပေမဲ့အခုတက်ရွယ်ငါယောက်ျားပဲတည်ရမလားငါမိဆိုငါပြီးနောက်မှာတစ်ချိန်လုံးအချိန်ပြီးလိုက်ရှိနေပြီမဖြစ်တယ်ယောက်ျားဆိုကိုတောင်ကိုယူရမယ်အဲ့လိုတွေးပြီးတော့ကိုယ့်ကိုလုံးဖြစ်တဲ့အရာကိုယ့်ကိုတခါအရင်တော့ဆိုအကုန်အမေကိုအကုန်ပြောတာအကုန်နောက်ဆုံးဘာစားတည်မလားလို့အကုန်ပြောပြတော့အမကြောင့်အကုန်ပြောတာကောင်းတဲ့အရာလေးရှိလို့မကောင်းတဲ့အရာလေးရှိရမှာအဲ့တော့ခါကျတော့အဲ့တော့ထိန်ချန်တယ်ဆိုတဲ့သဘောပေါ်လာပြီအထိန်ချန်တယ်ဆိုတဲ့သဘောပဲเนาะမေအကုန်ပြောကြတယ်မနှလုံးသားကြီးကကိစ္စတွေပါအဲ့လိုပေါ့အရင်ဆိုအမေနှလုံးသားကြီးကကိစ္စကြီးပါအကုန်ပြောပြတော့ခါကျအမေကအကုန်သိနေတော့နောက်ဆုံးကိုပဲစိတ်ရှုပ်ရတယ်ဟုတ်ကဲ့ကြောင့်အခုကျတော့မဟုတ်ပြောပြပါရဲ့အခုလေဒါပေမဲ့အခုကျတော့ဘယ်လိုခေါ်ပြောတင်တာပြောတယ်မပြောတင်တာမပြောဘူးမဟုတ်ပါဘူးနှလုံးသားကြီးရာကိစ္စမဟုတ်ပါအလုပ်ကိစ္စဆိုလေအဲ့လိုကိုယ့်အနေကိုတာဝန်ယူခြင်းစိတ်ဖြစ်လာတယ်အမေကိုအမြဲမိခုနေကျွန်တော်ကိုယ့်အနေကိုတာဝန်ယူရကိုယ့်အနေကိုလုပ်တယ်ဖြစ်အောင်လို့ဘာကြောင့်ဖြစ်ရမလဲငါယောက်ျားပဲကွာဘာကြောင့်ဒါမလုပ်နိုင်ရမလဲအဲ့လိုစိတ်မျိုးမွေးတယ်အခုအဲ့လိုမျိုးကိုယ့်အနေကိုဟိုဘယ်လိုခေါ်မလဲ ready ဖြစ်လာတယ်လို့ခံစားရတစ်နှစ်လောက်တော့ရှိပါဘုံမြင်အဲ့ဆိုမမပွိုင်းပေါ့ရင်တော့မမပွိုင်းပါဟုတ်အမေမမပွိုင်းဆိုတာဘလို့အတိတ်ပဲဖွဲ့ရအောင်မကျွန်တော်မမပွိုင်းဆိုတာအမေကိုချစ်တဲ့သားလို့အတိတ်ပဲဖွဲ့ရအဲ့ဆိုတော့ဟုတ်ပါ